မင်္ဂလာပါခင်ဗျာချဲစီချစ်ညီကိုများဒီမိဘပြည်သူများအားလုံးမင်္ဂလာပါကျွန်တော်တို့နိုင်ဆင်းပါပါလေဒီနေ့ချဲစီအသင်းနဲ့ပတ်သက်ပြီးတော့ဒီ up to date ကျွန်တော်တို့ဒီမနက်ခင်းသတင်းတွေကိုကျွန်တော်တို့နဲ့ဒီညီကိုတို့နဲ့မိဘပြည်သူတွေနဲ့အတူတူဒီဆွေးနွေးတိုင်ပင်သွားမှာဖြစ်ပါတယ်ဆိုပထမဆုံးကတော့ကျွန်တော်တို့ဒီချဲစီအသင်းရဲ့အားကိုအားထားစရာကစားသမားတယောက်ဖြစ်ခဲ့တယ်ဒီနီကိုလက်ဂျယ်ဆင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အပြောင်းအရွှေ့ကိစ္စလေးကျွန်တော်ပြောလိုက်ကြအောင်နီကိုလက်ဂျယ်ဆင်ကိုအခုလောလောဆယ်လက်ရှိမှာဒီ AC Milan အသင်းပြီးတော့ဒီနာပိုလီအသင်းတို့ကစိတ်ဝင်စားနေတယ်အဲ့ဒီအထက်မှာမှဒီ Aston Villa အသင်းလည်းပါတယ်ပေါ့လေနီကိုလက်ဂျယ်ဆင်ရဲ့ဒီတဘောထားကတော့သူ့ရဲ့တဘောတူညီရှစ်ကတော့ဒီအသင်းကိုလည်းသူကပြောပြထားတယ်သူ့ရဲ့ဒီဘီလာမာတူလက်တွဲခဲ့တဲ့ဆရာဟောင်း Unai Emery ရှိတဲ့ Aston Villa အသင်းနဲ့ပဲသူတွားချင်တယ်ပေါ့လေဒါကြောင့်ဒီ Chelsea အသင်းဘက်ကလည်း Aston Villa အသင်းရဲ့ကမ်းလှမ်းမှုတွေကိုဒီအရှိချင်းတိုင်မင်ဆွေးနွေးနေပြီးတော့တကယ်လို့ပြောင်းရွှေ့ခြင်းကိစ္စတွေဘောနဲ့စုကြည်တွေဒါတဘောတူခဲ့ရင်တော့ဒီလက်ရှိအပြောင်းအရွှေ့မပိတ်ခင်မှာ Aston Villa အသင်းကိုနီကိုလက်ဂျယ်ဆင်ရောက်သွားဖို့များပါတယ်ဆိုတော့ Aston Villa အသင်းကိုနီကိုလက်ဂျယ်ဆင်ကဟိရောက်ဂိုးဖြစ်ဖို့အတွက်ဒီ90ရာခိုင်နှုန်းတော့သေချာတယ်ပေါ့လေဆိုတော့ဒုတိယတင်းတပုတ်အနေနဲ့ကတော့ကျွန်တော်တို့ရဲ့ဒီ2025တုန်းကခေါ်လိုက်တဲ့ဒီ Ipswich Town အသင်းကခေါ်လိုက်တဲ့ဒီတိုက်စမှုဒီလက်ပေါ့လေဒီလက်ကတော့ဒီ Chelsea အသင်းမှာကျွန်တော်မျှော်မှန်းထားသလောက်တော့ဖြစ်မလာဘူးသူကပြိုင်ပွဲစုံ49ပွဲမှာဆို3ဂိုးသာသွင်းခဲ့တယ် Chelsea အသင်းအတွက် Premier League မှာဆိုလို့ရှိရင်သူကဒီတကူးသာ28ပွဲကစားတာမှာတကူးပဲသွင်းခဲ့တယ်ဆွဲဆောင်ရေးပိုင်းကတော့တော်တော်ကိုဒီရှေ့ဆွဲမပြနိုင်ခဲ့ဘူးလို့ပြောလို့ရမယ်ဒါကြောင့်ဒီနိပြတဲ့ရောက်လာတဲ့အခါမျိုးမှာဇာပင်လို့ဆိုရောက်လာတဲ့အခါမှာသူ့ရဲ့ဒီကစားဝယ်ထဲမှာအဝင်ကြမဖြစ်တဲ့ကစားသမားကိုရောင်းထုတ်ရမှာဖြစ်တဲ့အတွက်ဒီ SOS အသင်းကကျွန်တော်ခေါ်ယူထားတဲ့ဒီလက်ကတော့ဒီနေရာဒီမှာဒီတခြားကျွန်တော်တို့ Premier League အသင်းဖြစ်တဲ့Nottingham Forest အသင်းနဲ့တပုတ်တူညူရရှိသွားခဲ့ပါပြီဟီယော်ကိုဖြစ်သွားပြီဘောနဲ့စူးကြီးတွေဘာတွေနဲ့ကျွန်တော်တို့ဒီပေါင်တန်း90လောက်ထိကိုရခဲ့တာဖြစ်ပါတယ်နောက်ဆုံးသတင်းတွေပေါ့အနေနဲ့ကတော့ကျွန်တော်တို့အတွက်ဒီအစဉ်ပြေဝမ်းသာမဲ့တင်းဖြစ်တဲ့ချယ်ဆီရဲ့လိုအပ်ချက်ရှိနေတဲ့ကိုသမားနေရာအတွက်ကျွန်တော်ပေါ်တူဂီအသင်းရဲ့ကစားသမားတယောက်ဖြစ်တဲ့ဒီဂိုကောစတာကိုခေါ်ယူมาဖြစ်တဲ့ကိုသမားနေရာအတွက်လိုအပ်တဲ့အချိန်မှာဒီဂိုကောစတာလိုကိုသမားကိုရတာကတော့တော်တော်လေးကိုထိထိရောက်ရောက်အကျိုးတရားကိုရှိမယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့လက်ရှိအချိန်မှာပေါ်တိုအသင်းနဲ့သူကဒီ3နှစ်လောက်စာချုပ်ကြမ်းတဲ့အတွက်ကြောင့်မလို့သူစာချုပ်ဖြစ်သိမ်းကြီးယူရိုပေါင်တန်း60-90ကျမှပေးနိုင်ရင်တော့ရှယ်ဆီအသင်းကဒီဂိုကောစတာကိုရလိမ့်မယ်ရှယ်ဆီအသင်းကလည်းပဲလက်ရှိအချိန်မှာအဲ့လောက်ကိုသမတရအတွက်ငွေပမာဏ30အတွက်များလို့တဲ့အတွက်ကြောင့်မို့လို့စဉ်းစားရှိချင်နေရလို့သိရတယ်တရားဝင်ကမ်းလှမ်းမှုတော့မရှိသေးဘူးလို့သိရပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့သတင်းကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါရစေခင်ဗျာ